တော်ထဲမှာတော့မင်းကလေးကိုအယ်လီယိုနီရဲ့အဖွဲကမိသွားပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲအယ်လီယိုနီထက်ပိုပြီးရက်ဆက်ကြမ်းကြုတ်တဲ့ဟိုလီနဲ့တယောက်ဖြစ်တဲ့တီကိုရောက်လာပါတယ်တီကိုကသူ့ရဲ့ဓာတ်တစ်ချက်တည်းနဲ့တင်တောအုပ်တစ်ခုလုံးကိုခုတ်ထစ်ပစ်လိုက်ပြီးမင်းကလေးရဲ့မျက်နှာဖုံးမှန်ကိုကွာကြသွားစေခဲ့ပါတယ်အဲ့ဒီခါမှာသူမကတိုင်းပြည်ရဲ့တတိယမြောက်မင်းသမီးအဲလီဇဘက်ဖြစ်ကြောင်းပေါ်သွားပါတော့တယ်တီကိုကမင်းသမီးကိုအရှင်ဖမ်းဖို့အမိန့်ရထားပေမဲ့မတော်တဆတည်ဆုံးသွားတယ်လို့စီရင်ခံရပါတယ်ဆိုပြီးမင်းသမီးကိုတတ်ဖို့ကြိုးစားပါတယ်မင်းသမီးအဲလီဇဘက်ကတော့သူမတည်သွားရင်တော့ဆန်ရှင်လေးနဲ့ဟော့ကိုလှုပ်ပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့တီကိုကတော့အားလုံးကိုတက်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါပြီမင်းသမီးလေးအဲလီဇဘက်ကသူမရဲ့ခီးစဉ်တစ်လျှောက်လုံးဘယ်သူ့အကူအညီမှမရခဲ့ပဲအခုမှသူမကိုကူညီပေးမဲ့ဒဇိမ့်တွေတွေ့ရလို့ဝမ်းသာမိကြောင်းဒါကြောင့်သူတို့ဒုက္ခရောက်မှာကိုမလိုလားကြောင်းပြောပြီးမျက်ရည်ကျလာပါတယ်အဲ့ဒီချိန်မှာပဲဆိုင်ရှင်လေးမယ်လီယိုရက်စ်ကမင်းသမီးလေးရှိကနေကာကွယ်ပေးလိုက်ပါတယ်ဒီကိုကသူ့ရဲ့အစွမ်းထက်တဲ့ဓာတ်ချက်နဲ့တိုက်ခိုက်လိုက်ပေမဲ့မယ်လီယိုရက်စ်ကသူ့ရဲ့ကျိုးပတ်နေတဲ့ဓာတ်တိုလေးနဲ့တင်အဲ့ဒီတိုက်ခိုက်မှုကိုပြန်လည်တွန်းလှန်လိုက်ပါတယ်ဒီကိုရဲ့ဓာတ်ချက်ကမယ်လီယိုရက်စ်ကိုမထိပဲဒီကိုကိုယ်တိုင်ပြန်ပြီးထိခိုက်မိသွားပါတယ်အဲ့ဒီချိန်မှာမယ်လီယိုရက်စ်ရဲ့လက်မောင်းကအဝတ်စတွေဆုပ်ပြဲသွားပြီးငကားပုံစံတက်တူးတစ်ခုပေါ်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့ဒီကိုနဲ့မင်းသမီးလေးအဲလီဇဘက်တို့ကအံ့ဩတုန်လှုပ်သွားကြပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီငကားတက်တူးကဒန်နာရီလာ7 Deadly Sin အဖွဲ့ရဲ့ခေါင်းဆောင်ငကားရဲ့အပြစ် Dragon Sin လို့သတ်မှတ်ခံထားရတဲ့မယ်လီယိုရက်စ်ကိုယ်တိုင်ဖြစ်နေလို့ပါပဲသူဟာကလေးတယောက်လိုရုပ်ရည်ရှိပေမဲ့လွန်ခဲ့တဲ့10နှစ်ကပုံစံအတိုင်းဘာမှမပြောင်းလဲပဲရှိနေပါတယ်